Apple device တွေပြည့်ပြည့်မှုလိုအပ်လာတဲ့အခါယုံကြည်စိတ်ချရတဲ့ပြည့်ပြည့်မှုတွေပြုလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ MK Apple Authorized Service Provider ရှိရနော် MK Apple Authorized Service Provider ဆိုလို့ရှိရင် Apple ကနေတရားဝင်အသိမှတ်ပြု Service Provider ဆိုင်မှာဖြစ်ပါတယ်။ဒါအပြင် Apple ကနေတရားဝင်အသိမှတ်ပြုထားတဲ့ Service Technician တွေက Apple Diagnostic Server ကိုအသုံးပြုပြီး error တွေကိုအသေးစိတ်စစ်ဆေးပြုပြင်သွားမှာဖြစ်ပါတယ်။ပြုပြင်ရမှာလဲ Apple ကနေတရားဝင်ထုတ်ပေးထားတဲ့ Genuine Patch တွေကိုအသုံးပြုပြီးပြုပြင်သွားမှာဖြစ်ပါတယ်။ဒါကြောင့်နောက်ဆက်တွဲပြဿနာတွေကိုစိတ်ပူစရာမလိုတော့ဘူးနော်။ MK Apple Authorized Service Provider ဆိုင်တွေကိုတော့ရန်ကုန်မှာ2ဆိုင်၊မန္တလေးမှာ1ဆိုင်ဖွင့်လှစ်ထားပါတယ်။ရန်ကုန်မှာဆိုရင်ကဘာအင်းနဲ့ Junction Square မှာဖွင့်လှစ်ထားပါတယ်။ကိုနဲ့နီးစပ်ရာဆိုင်မှာလာရောက်ပြုပြင်နိုင်ပါတယ်နော်။မန္တလေးဆိုင်ခွဲလိပ်စာလေးကတော့88လမ်း28လမ်းနဲ့28လမ်းကြားချမ်းအေးတာဆန်မြို့နယ်ပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ Apple device တွေအတွက်ယုံကြည်စိတ်ချရတဲ့ပြုပြင်မှုတွေပြုလုပ်ချင်တယ်ဆိုရင်တော့ကိုနဲ့နီးစပ်ရာ MK Apple Authorized Service Provider ဆိုင်ခွဲတွေမှာလာရောက်ပြုပြင်နိုင်ပါတယ်နော်။